ကဲ့မင်္ဂလာပါရှင်ကျမနာမည်ရောမခင်လင်းဖြစ်ပါတယ်ကျမဟိုလေးရှိအရှင်နေမှာကြာလို့ရှိရင် fellowship program မှာစီဇန်ကူအနေနဲ့အလုပ်လုပ်နေပါတယ်အခုကျမပြောချင်တဲ့အကြောင်းအရာတို့ PRA2 snippet တပြီးနည်းနည်းတော့ပြောပြချင်တာပါ PRA2 ကိုကြာလို့ရှိရင်ဘယ်နေရာတွေမှာသုံးလဲဆိုလို့ရှိရင်ဖွံ့ဖြိုးတဲ့နေရာဒေသနဲ့မဖွံ့ဖြိုးတဲ့နေရာဒေသတွေမှာသုံးထားရှိပါတယ်လို့ဥပမာဖွံ့ဖြိုးတဲ့နေရာဒေသပါဆိုရင်ဘယ်နေရာတွေကြည့်လေးဆိုရင်ဥပမာဘယ်နေရာဘေးဟာဖွံ့ဖြိုးတယ်ဘေးဟာမဖွံ့ဟိုကြည့်လို့ရတာပေါ့နော်မဖွံ့ဖြိုးတဲ့နေရာဒေသတွေမှာကြာဘာတွေလိုအဲ့ဒီဆိုတဲ့ဟာကိုကြည့်လို့ရတာပေါ့နော်အဲ့ဒီဒီဟာမှာအဲ့ဒီ PRA2 စတီဟာမှာပေါ့နော် social media အကြောင်းကိုတို့နည်းနည်းဟိုပြောချင်တာပေါ့နော်အဲ့ဒီ social media ကိုဆွေးတဲ့အခါမှာပေါ့နော်အကြောင်းအဲ့ဒီ social media ကိုဆွေးရတယ်ဆိုတာတို့ကျမတို့ဒီ social media မှာဆွေးလိုက်ပြီဆိုလို့ရှိရင်မှာအဲ့ဒီ social media ဆိုလို့ရှိရင်ရွာမှာရှိတဲ့ပေါ့နော်ရွာဆိုပါစို့ရွာမှာရှိတဲ့စာအုပ်တွေပြီးရင်ဟိုအစာအုပ်ထဲမှာပေါ့နော်လမ်းကောင်းမကောင်းရင်ပြီးရင်ဂျမ်မာရဲ့အစာအုပ်တွေပြီးရင်အိမ်ပြီးရင်ဒီဟိုပညာရဲ့အဆောက်အဦတွေပေါ့နော်အဲ့အရာတွေကိုကြည့်လို့ရတယ်နောက်တစ်ခုကတော့ဒီ digital ဖြစ်တဲ့နေရာဒေသတွေပေါ့နော်အဲ့ဒီ digital ဖြစ်တဲ့နေရာဒေသတွေပါကြားလို့ရှိရင်ဥပမာအန်ဒီကြားရောက်မယ်ဆိုလို့ရှိရင်ဘယ်နေရာမှာခိုလုံလို့ရတယ်ဆိုတာတွေကိုကြည့်လို့ရတာပေါ့နော်ပြီးရင်အဲ့ဒီအန်ဒီကြားမကြားရခင်အရှိမှဘလို့ကြိုတင်မစင်မှုတွေပူပေါင်းပါဝင်ပြီးလှုပ်ဆောင်တဲ့အရာတွေကိုကြည့်လို့ရတာပေါ့နော်အဲ့ဒီ social media ကိုဘာကြောင့်ဆွေးရတယ်ဆိုတဲ့ရေဝရှိကိုအဲ့ဒီကြေးရွာလူထုအနေနဲ့မိုးပြီးတော့ဘုံတော့ဆွေးရတဲ့ရေဝရှိကိုတီးဖို့လိုတယ်အဲ့ဒီဆွေးရတဲ့ရေဝရှိဒီပြီးမှအဓိကအဖြစ်ဘာကြောင့်အဲ့ဒီရေဝရှိဒီသူတို့အတွက်ဆွေးတာပါလားဆိုတာကိုသူတို့ကိုယ်တိုင်တေးရှာခွေးချမ်းစိတ်ဖြာဖို့လိုရဖို့တော့အဲ့မှာမှသူတို့ရဲ့ပူပေါင်းပါဝင်မှုနဲ့သူတို့လောက်ဆောင်သွားနိုင်တယ်လို့ကျွန်မပြောပြရှင်ပါတယ်လို့ကျေးဇူးတင်ပါတယ်